นักเรียนนักเรียน不要没走嘞。哎，没走，没走。没走，那得贵么包？为了你了，你嘛来家为了，为你在为了，你就亏了。真好啦。OK。ဒီမှာနေတော့နေ့နဲ့ဆိုင်လောက်ရှိပြီ 你那是是，你要干了？ ရော 干了。ဒီနေ့နာဖို့ဘာမှမဖွင့်တော့ဘူးအခါကျတော့နာပြီဒီနေ့ဒါပြင်းနေဆိုတော့ ဘယ်မှာပြန်ရတော့လား အခုဘလို့ပြန်မယ်ကိုလမ်းစိတ်ပဲနေတာမဟုတ်ဘူးရတယ်ဟုတ်တယ်အများကြီးမပြောင်းဘူးအောက်ကလေးတယောက်ရှိတယ်ကလေးတယောက်တော့ကြံတယ် စီလက်တိုက်တယ်နော် စစ်လက်ပြင်းနေတယ်ဆိုတော့ဘလို့ပြန်ကြီးကျန်ဒီလမ်းမှာပဲဟိုဘက်ကူးတာ3-4တောက်ပေးရတယ် အိုးတော်တော်ကဘလို့ပြန် ထိုင်းငွေပေါ့ ဟုတ်ကဲ့ပြရတယ်ပြရဆိုမပြန်တော့ဘူးလေ မင်းလည်းကတော့မလွယ်ဘူးနော် မလွယ်ဘူးအရင်ကဆိုရင်စိတ်ကပဲကူဘယ်ကပဲကူအဆင်ပြေတယ်ပတ်သက်တစ်သိန်းလောက်ရှိရင်ပမာဒီတော့ကောင်းတစ်သိန်းမဟုတ်ပါဘူး3000လောက်ဆိုပမာဒီရောက်2000 3000လောက်ဆိုအခုချိန်က5သိန်းကိုသက်ထားလိုက်မယ်ဒါတော့ခက်ခဲနေတယ်ပမာငွေ5သိန်းလောက်ကုန်တယ်ဘယ်ကိုရောက်ဘူး ကလေးတွေအားကြောင့်တက်နေလား ကလေးတွေဒီမှာကျွန်တော်ဒီမှာပဲထားတယ်ကျွန်တော်ကလေးစမ်းကြောင်းမှာ အဲဆက်ကြောင်း စမ်းကြောင်းမှာပဲထားတယ်ဒီပါလေသူကသူ ဟုတ် ကလေးတွေတဲ့ဒီမှာမွေးတဲ့ကလေးတွေဆိုတော့ ဟုတ်မမတည်ရပြီလားမမတည်ရလား သမထောက်ရသည်တော့မထောက်ရသည် ထိုင်မမတည်ရတာပေါ့ ရတယ်သမထောက်ရသည်လား မွေနဲ့ကလေးဒီမှာတွေအားတော့ ဒီမှာထိုင်မွေးတဲ့ကလေးတွေမွေးခြင်းတွေရှိတယ်သူတို့မွေးခြင်းတွေအစုံရှိတယ်သူတို့အတိုင်းနေလို့ရတယ် အဖေမေအားတော့ထိုင်မဟုတ်တော့ ထိုင်မဟုတ်တော့တန်နစ်ကတော့သူတို့ထုတ်လို့ရမှာ ဘာစီပြီးပေါ့ ဗတ်တန်နစ်ကတော့ရမှာဟုတ် ခုလာတော့လာတော့နည်းနည်းလွယ်တယ်နော် ဟုတ်တယ်အခုစစ်တွေအားပြင်းနေတော့ပို့ဆိုးတယ်ကိုကြီးဗမာပြည်မှာလည်းစီးပွားရေးတွေအကုန်လုံး စိတ်ဆုပ်ခတယ် ဟုတ်တယ်ဗမာပြည်ကလည်းကနာတယ်ဒီမှာတော့တစ်ခါလာဝယ်စားဘူးတယ်ဟုတ်ပိုင်လို့လေ ဘာမဖြစ်ဘူး ပြောလီကိုတူလို့လီကိုပလာနေတော့မယူနိုင်တယ်လေ မယူကြတာပေါ့ မယူဘုံမဝခါမလာပါဘောပန်ကောင်းမကန်လာလား ဘာကမှလာကန်တော့ မန်ယူနဲ့လီဗာပူးနဲ့ ပြေပါဘူးလီကိုပလာ ဒီကိုဒီကို ပလာ ဘလာ ကျွန်တော်တို့ဒီ ထိုင်းလာရထိုင်းမှာထွက်လို့တော့ဟိုပုံလားနေတော့ စစ်ပွဲတွေဘယ်တော့ပြီးမှလည်းမသိဘူးနော်ကိုကြီးနော် ဒါတော့မြောက်လိုက်နဲ့မြောက်လိုက်ရတော့ကိုပြီး
တောင်းရှိတော့ ကျွန်တော်တို့လည်း ဘယ်သူတိုက်မလဲဘယ်သူတိုက်ချင်မလဲသူကတော့ ပြန်ကျင်နေပြီဗျာခလေးတွေနဲ့အခုပြန်ရတဲ့လမ်းနဲ့ကြောက်ရတာကိုသိရတာ ဟုတ်တယ် ဒါနဲ့ဆွဲချအဲ့လိုမျိုးကြောက်လို့ဒီ မြို့လာစိတ်မစော့ရတော့အဲ့လိုပဲ တော့ ရ ပြော အောင် မှာပေါ့နော်တို့မစမစောတော့တော့ပြီးအောင်မှာပေါ့ ဒီရင်တွေကတော့စိတ်မတိုက်ချင်ဘူး ဘလူကတားခြင်းပါလေကိုလူမျိုးချင်းချင်း ဗမာပြည်သားချင်းချင်းပဲတူနေတူသွားတူစားကျွန်တော်ဗမာပြည်သား အဲ့ဒါပြောတော့မတော် ချမ်းသာမယ်ထင်တယ်နော်ဒီမြတ်နိုင်ငံချမ်းသာသလိုကျွန်တော်နိုင်ငံမှာလည်းချမ်းသာချင်တာပေါ့ လူမစိုးပေါ့အေးစေးနေနေတာပေါ့ ဒီနိုင်ငံဘာလာ လူ လောက် ကလည်းနေခြင်းပဲအောက်မှာမာယမအေးစေးနေရရင်မာယမနေမှာပေါ့我公路玩意儿呀。